အောင်စပူနဲ့ဆန်းရည်မို့ကိုထမင်းဝအောင်စားထားဖို့တတိပေးလိုက်တဲ့ချင်းကေကိုကဘနာနောင်အောင်စပူနဲ့ဆန်းရည်မို့ကိုထမင်းငက်အောင်လုံးမဲ့မျိုးဆက်သစ်ဇမင်းသားတယောက်ပေါ်လာပါပြီ။သူကတော့အများချစ်တော်ဘနာနာခေါ်ချင်းကေကိုပါ။ချင်းကေကိုဟာအခုဆိုရင်တော့ဇက်သပင်အကားတင်ပြီးရဲ့နောက်သူများတွေ၃နှစ်မို့တက်ရတဲ့အကားကိုချင်းကေကိုကတလနဲ့အတက်တင်လာခဲ့ရပါ။ဒါကြောင့်လေအခုဆိုရင်တော့ချင်းကေကိုဟာဇက်ထောင်ဖို့စီစဉ်နေပြီးတော့ပရိသတ်တွေကိုလည်းဖျော်ဖြေဖို့စီစဉ်နေရဖြစ်ပါတယ်။အရင်တုန်းကတော့ဆန်းရည်မို့နဲ့အောင်စပူကဇက်သပင်လောကမှာထိတ်တန်းမင်းသားတွေပါ။အခုတော့ဇက်သပင်လောကကိုလွှမ်းမိုးဖို့ဘနာနာတက်လာပါပြီ။ဘနာနာကသူကဇက်သပင်လောကတွေကိုရောက်လာပြီမလို့အောင်စပူနဲ့ဆန်းရည်မို့တို့ထမင်းငက်သွားနိုင်တယ်လို့ထမင်းဝအောင်စားထားဖို့အတွက်အတီးပေးလိုက်တာပါ။ဘနာနာကအစောပိုင်းမှာတော့တေးတေးဆိုအဆိုပညာရှင်အဖြစ်နဲ့နာမည်ကြီးလာတာပါ။အထူးသဖြင့်ဘနာနာကမြန်မာအိုက်ဒေါပြိုင်ပွဲကနေနာမည်ကြီးလာခဲ့ရဖြစ်ပါတယ်။ဘနာနာကအနုပညာမှာပါရမီပါလာသလိုအခုတော့ဇမင်းသားအဖြစ်နာမည်ကြီးလာလို့အောင်စပူနဲ့ဆန်းရည်မို့ထက်တောင်ပို့ပြီးတော့အောင်မြင်လာမလားဆိုတာကတော့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ဘနာနာရဲ့ကောက်ကွက်တွေကလည်းတကယ်ကိုပြောင်မြောက်အနုပညာဆန်လုံးပါတယ်။ပရိသတ်တွေကရောဘနာနာကိုအားပေးကြပါသလားရှင်။ဆန်းရည်မို့ကိုမခေါ်ပဲအောင်စပူနဲ့ကြော်ညာမှဝဝက်ခွေအောင်မြင်သွားတဲ့ရွှေဆိုင်အားလုံးသိကြတဲ့အတိုင်းပဲထိတ်တန်းဇမင်းသားကျော်အောင်စပူဆိုတာမြန်မာနိုင်ငံမှာပရိသတ်တွေတက်တက်လို့အားပေးရတဲ့လွှမ်းမိုးမှုကြီးမားသူတူပါဇလန်းစာရာကတော့အဆိုပါရွှေဆိုင်ရဲ့ page admin တယောက်ကပရိသတ်တအုပ်ကိုချက်ပေါက်ကနေစပြန်ရမှာသူတို့အနေနဲ့မင်းသားဆိုင်ရင်မှုကိုငှားချင်ခဲ့ပေမဲ့ငှားမရလို့သာအောင်စပူကိုအစားတိုးငှားရမ်းခဲ့ရတာပါလို့ဖြေဆိုခဲ့ရကနေပေါက်ကြားသွားခဲ့တာပါဒီသတင်းလက်ထွက်ရောပေါ်ဝါကြီးတဲ့အောင်စပူရဲ့ပရိသတ်တွေကသူတို့ရဲ့အချစ်တော်ကို second choice အနေနဲ့သဘောထားရမလားဆိုပြီးတော့ရွှေဆိုင်ကိုအပြင်းထန်ဒေါသထွက်ဝေဖန်ခဲ့ကြပါတယ်ဒါပေမဲ့လက်တွေ့မှာတော့ရွှေဆိုင်ဘက်ကတာဝန်ယူမှုအပြည့်နဲ့သေချာပြန်လည်တောင်းပန်ခဲ့တယ်လို့အောင်စပူကလည်းသဘောထားကြီးမြတ်စွာနဲ့နားလည်ပြီးခဲ့လို့ပြဿနာတွေအမြန်ဆုံးပြေလည်သွားခဲ့ပါတယ်။အထူးခြားဆုံးအလဲပြောင်းကတော့လက်ရှိမှာပြည်သက်အားပေးမှုနေနေတဲ့စမ်းရည်မိုးနေရာမှာအောင်စပူကိုငှားရမ်းလိုက်တဲ့အတွက်ဆိုင်ဖွင့်ပွဲနေ့မှာလူတို့ရဲ့စိတ်ဝင်စားမှုအမြင့်ဆုံးကိုရရှိခဲ့တာပါပဲ။ဒီလိုနဲ့ရွှေဆိုင်ရဲ့ကြော်ညာဟာလည်းတနိုင်ငံလုံးအတိုင်းအတာနဲ့မထင်မှတ်ဘဲဝက်ဝက်ကွယ်ပေါက်မြောက်အောင်မြင်သွားခဲ့တာပါ။မတင်မှတ်ထားတဲ့အလဲပြောင်းတွေနဲ့အောင်မြင်သွားတဲ့ဒီကြော်ညာကိစ္စလေးအပေါ်ပရိသတ်ကြီးတို့ရောဘလို့ထင်ပါသလဲရှင်